ချမ်းမြောင်းနေရဲ့ပထမစလုံးကတော့ဥဧနိဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီစလုံးကတော့မြန်မာလိုဆိုတော့အပြင်းဆိုပြီးတိတ်ပြရတဲ့စကားလုံးဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့အေးတဲ့အပြင်လေယာလေးကျန်းတယ်သူကကျင်နာတတ်တဲ့အပြင်အလုံလဲမြန်တယ်ဆိုပြီးအသုံးပြုပါတယ်သူ့အသုံးပြုမယ်ဆိုလို့ရှိရင်တော့နံကရိယာနာမဝိတေနဆိုပြီးရှိပါတယ်အဲ့ဒီအနောက်မှာဥဧနိကိုထည့်ရပါပြီဘာမှပြောင်းကြမလို့ပါဘူးကျွန်တော်ဥမာဝါကြတွေကိုကျင်တော့ပို့ပြီးနားလည်မယ်လို့ထင်ပါတယ်မဆန်ပထမကျွန်တော်တော့ကျော်ဝစာမှုဤဥဝေနိခါစဲမစီယောမြန်မာလို့ဆိုရင်တော့ဒီနေ့ကလေအေးတဲ့အပြင်ဒီနေ့အေးတဲ့အပြင်ပေါ့နော်လေကလည်းပြင်းပါတယ်ဆိုတိတ်ပဲရပါတယ်ဒီနေ့မှာဥဝေနိရဲ့အရှင်မှာစာမှုအေးသောဆိုတဲ့ဒီဓမ္မဥဒေတာကိုထည့်ပြီးတော့သုံးထားတာကိုတွေ့ရပါတယ်နောက်တစ်ကြောင်းကတော့ခရီဝရှင်းဆက်စွနာဥဝေနိရှိကိုတုံမဟာယမြန်မာလို့ဆိုရင်တော့သူကကျင်နာတတ်တဲ့အပြင်အလုပ်လည်းမြန်ပါတယ်ဆိုပြီးတည်ပြရပါတယ်ဒီနေရာမှာလည်းဥယျာဉ်ရဲ့ရှင်မှာရှင်းဆက်စွနာဆိုတဲ့နာ adjective နာဝိနာမဝိတေနာပေါ့နော်ရိုင်းထည့်ပြီးတော့အသုံးပြုထားတာကိုတွေ့ရပါတယ်ကျွန်တော်တို့ဒီလိုမျိုးပုံစံလေးနဲ့အသုံးပြုနိုင်ပါတယ်နောက်ကြောင်းကတော့ဘတ်ကာရီကမြန်မာလိုဆိုတော့ဒင်မကပဲဆိုပြီးတည်ပြရတဲ့စကားလုံးဖြစ်ပါတယ်ဘယ်လိုမျိုးပြောမလဲဆိုရင်တော့နောက်ကျတာတွေမကပဲအဆက်အသွယ်လည်းမလုပ်ခဲ့ဘူးဒီဖတ်တာတွေမကပဲနဲ့အချင်းကျုပ်လည်းလုံနိုင်တယ်ဆိုပြီးဒီလိုမျိုးပုံစံနဲ့အသုံးပြုပါတယ်အသုံးပြုမယ်ဆိုရင်တော့အရှိမတာမန် buff ကရိယာရှိရပါမယ်တာမန် buff ဒါမှမဟုတ်လို့ရှိရင်အတိတ်ကရိယာအစားရှိပြင်ရှိရပါတော့เนาะအဲ့ဒီအနောက်မှာ buff ကာရီကိုထည့်ရင်ရပါပြီကျွန်တော်ဥမာဆောင်ညွှန်ကြည့်ရင်တော့ပို့ပြီးနားလည်မယ်လို့ထင်ပါတယ်ဥမာဆောင်ပထမအကြောင်းကတော့ချီကိုကူစတာဘတ်ကာရီကရနာကုမိုရှိနာခတာမြန်မာလိုဆိုတော့နောက်ကျခဲ့တဲ့အပြင်အဆက်အသွယ်တောင်မလုပ်ခဲ့ဘူးဆိုပြီးတည်ပြရပါတယ်ဒီနေရာမှာလည်းဘတ်ကာရီကရဲ့ရှင်မှာချီကိုကူစတာနောက်ကျခဲ့တယ်ဆိုတော့အတိတ်ကရိယာကိုဒီတိုင်းလေးထည့်ပြီးတော့တွဲပြီးသုံးထားတာကိုတွေ့ရပါတယ်နောက်အကြောင်းကတော့ယောမှုဘတ်ကာရီကယောယခုမာတဲ့ဒေကီလူမြန်မာလိုဆိုတော့စာဖတ်တာအပြင်အချင်းကျုပ်အထိလုံနိုင်တယ်ဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒီနေရာမှာလည်းဘတ်ကာရီရဲ့ရှင်မှာယောမှုဖတ်တယ်ဆိုတဲ့ဒီကရိယာပေါ့နော်တိုင်းလေးထားပြီးတော့အသုံးပြုထားတာကိုတွေ့ရပါတယ်နောက်ကြောင်ကတော့ဒါခဲဒေဝနာကုမိုးမြန်မာလိုဆိုတော့ဒင်းမကဘူးလဲဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်ပါတယ်ဘယ်လိုပုံစံနဲ့ပြောမလဲဆိုရင်တော့အင်္ဂလိပ်စာတွေမကဘူးတရုတ်စာလည်းပြောနိုင်တယ်အရသာတွေမကဘူးအမြင်ကလည်းအရေးကြီးတယ်ဆိုပြီးဒီလိုမျိုးပုံစံနဲ့အသုံးပြုပါတယ်သူ့ကိုသုံးမယ်ဆိုရင်ပေါ့နော်ဒီဓာတ်ခေဒေဝနာခုရဲ့ရှေ့မှာ noun နံရှိရပါမယ်ပြီးရင်မိုးရဲ့ရှေ့မှာလည်းပဲ noun နံရှိရပါပေါ့နော်နှစ်ခုလုံးရှေ့မှာနံကိုထားပြီးအသုံးပြုရပါပြီဥပမာဆောင်မျိုးကျွန်တော်ဆက်ပြီးကြည့်ပါမယ်โอเคဥမာဆောင်ပထမကြောင်တော့အဲကိုဒါခေဒေဝနာခုချူကိုခုကိုမဟာနာစေရုမလို့ဆိုတော့အင်္ဂလိပ်စာတွေမကပဲတရုတ်စာလည်းပြောနိုင်တယ်ဆိုပြီးတည်ပြရပါတယ်ဒီနေရာမှာပထမဆုံးဒါခေဒေဝနာခုရဲ့ရှေ့မှာအဲကိုအင်္ဂလိပ်စာဆိုတဲ့ဒီnoun ကိုထည့်ထားရပါတော့ပြီးကြတော့မိုးရဲ့ရှေ့မှာလည်းချူကိုခုကိုတရုတ်စာဆိုတဲ့ဒီ noun ကိုထည့်ပြီးတော့အသုံးပြုထားတာကိုတွေ့ရပါတယ်ဒီလိုမျိုးပုံစံကျွန်တော်သုံးနိုင်ပါတယ်နောက်ကြောင်တော့အာဂျီတာကေတေဝနာခုမီတာမဲမိုဒိုင်ဂျီတာရတာတွေမကဘူးအမြင်လေးအရေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီနေရာမှာလည်းပဲဓာတ်ကေတေဝနာခုရဲ့ရှေ့မှာအာဂျီရတာဆိုတဲ့နောင်ကိုထည့်ပြီးတော့သုံးတာတွေ့ပြီးတော့မိုးရဲ့ရှေ့မှာလည်းမီတာမဲအမြင်ဆိုတဲ့ဒီနံကိုပေါ့နော်ထည့်ပြီးသုံးထားတာကိုတွေ့ရပါတယ်ကဲနောက်တစ်ခုကတော့နိခုဝရဲ့တဲ့မြန်မာလိုဆိုတော့ဒီတစ်ခုနဲ့ပေါင်းပြီးနောက်တစ်ခုလည်းရှိတယ်ဒီတစ်ခုပြင်နောက်တစ်ခုလည်းရှိတယ်ဖြစ်တယ်ဆိုပြီးအဓိပ္ပာယ်ရတဲ့စကားလုံးမှဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့မိုးနဲ့ပေါင်းပြီးလီလဲကျန်းတယ်အခြေခံလားစာနဲ့ပေါင်းပြီးထောက်ပံ့ကြေးတွေလည်းရပါတယ်ဆိုပြီးလူပုံစံနဲ့သုံးပြပါတယ်သူ့ရဲ့သုံးပြပုံပြုနေရလွယ်ပါတယ်သုံးပြမယ်ဆိုလို့ရှိရင်တော့နောင်နဲ့တွဲရပါမယ်ဒီနောင်ရဲ့နောက်မှာခုပါအဲတဲကိုထည့်ပြီးအသုံးပြုရင်ရပါပြီကျွန်တော်ဥပမာဆောင်တွေကိုဆက်ပြီးကြည့်ပါမယ်မဆန်ပထမကြောင်တော့အမင်နီခုဝါရဲ့တဲ့ခါစင်းမစီယောဤမြန်မာလို့ဆိုတော့မိုးနဲ့ပေါင်းပြီးလေးလဲပြင်ပါတယ်ဆိုပြီးတည်ပြရပါတယ်ဒီနေ့မှာနိခုဝါရဲ့တဲ့ရှင်မှာအမဲဆိုတဲ့ဒီနောင်ကိုထည့်ပြီးတော့အသုံးပြုထားတွေ့ရပါတယ်နောက်ကြောင်ကတော့ခီဟွန်ကျူနီခုဝါရဲ့တဲ့တဲအတဲကတဲတူမြန်မာလို့ဆိုတော့အခြေခံလားစာနဲ့ပေါင်းပြီးတခြားထောက်ပံ့ခြင်းတွေလည်းရပါတယ်ထွက်ပါတယ်ဆိုတဲ့တည်ပြရပါတယ်ဒီနေ့မှာလည်းနိခုဝါရဲ့တဲ့ရဲ့ရှင်မှာခီဟွန်ကျူအခြေခံလားစာဆိုတဲ့ဒီ noun ကိုထည့်ပြီးအသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ကဲနောက်ကြောင်းကတော့ဘတ်ကာရီနီကြောင်ဆိုပြီးတခုကိုနောင်တရတဲ့ပုံစံအပြစ်တင်တဲ့ပုံစံနဲ့ပြောတဲ့စကားလုံးမျိုးဖြစ်ပါတယ်။မြန်မာလိုဆိုရင်တော့စကားတစ်ခွန်းပဲပြောခဲ့တာကြောင့်မလို့နားလည်မှုလွယ်ခဲ့ပါတယ်။တစ်ခွန်းလည်းပြောခဲ့တယ်တခြားပြည့်စုံမပြောတာကြောင့်မလို့နားလည်မှုလွယ်ခဲ့တယ်ဆိုပြီးဒီပုံစံနဲ့သုံးပါတယ်။နောက်တစ်ခုအကြောင်းမလို့သူ့ကိုယုံကြည်ခဲ့တာကြောင့်မလို့အရှုံးဖြစ်ခဲ့ပါတယ်ကိုပဲအရှုံးပေါ်ခဲ့ပဲကိုပဲအရှုံးဖြစ်ခဲ့တယ်ဆိုပြီးတော့ဒီပုံစံနဲ့သုံးပြပါတယ်။အသုံးပြုမယ်ဆိုရင်တော့ကရိယာနဲ့တွဲပြီးသုံးရပါမယ်။အရင်ဆုံးကရိယာကိုအတိတ်ပုံစံပြောင်းရပါမယ်။တာဖောင်ပေါ့နော်။ပြောင်းပြီးလို့ရှိရင်သူ့ရဲ့နောက်မှာဘတ်ကာရီနီကိုထည့်ပြီး
သုံးရပါပြီကျွန်တော်ဥပမာစာအုပ်တွေကိုဆက်ပြီးကြည့်ပါမယ်ဥမာစာပထမကြောင်တော့ဟီတိုကိုတိုအစ်တာဘကာရီနီဂောကိုင်စာဒေတာစကားတစ်ခုနဲ့ပြောခဲ့တဲ့ကြောင့်နားလည်မှုလွယ်ခဲ့ပါတယ်ဆိုပြီးအဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်ပါတယ်ဒီနေရာမှာလည်းဘကာရီနီရဲ့ရှင်မှာအစ်တာပြောခဲ့တယ်ဆိုတော့အတိတ်ကရိယာကိုပေါ့နော်ထည့်ပြီးသုံးပြတာကိုတွေ့ရမှာဖြစ်ပါတယ်ဒုတိယကြောင်တော့ရှင်းကြီးတဘကာရီနီစွန်းကိုယုံကြည်ခဲ့တဲ့အတွက်ကြောင့်မလို့အရှုံးဖြစ်ခဲ့ပါတယ်ဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒီနေရာမှာလည်းဘကာရီရဲ့နေမှာရှင်းကြီးတယုံကြည်ခဲ့တယ်ဆိုတဲ့အတိတ်ပုံစံကရိယာကိုထည့်ပြီးအသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်